အားလုံးပဲမင်္ဂလာနံနက်ခင်းပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ရန်ကုန်တိုင်းဒေသကြီးဘိုးတရောင်မြို့နယ်ဘိုးတရောင်ဘုရားမှာရှိတဲ့တက်တော်ရှိကပတက်ဆောင်ဘိုးဘိုးနတ်မင်းကြီးဘိုးတရောင်ဘိုးဘိုးကြီးကိုတွားရောက်ကြည်ညိုကြော့ကအစီရင်ကြော့ပွဲများဖြစ်စီရင်ခဲ့ပါတယ်ခင်ဗျာဘိုးတရောင်ဘိုးဘိုးနတ်မင်းကြီးအားယောဟီနီကပတက်ဆောင်တက်တော်ရှိရုပ်ကစိုးနတ်မင်းကြီးဖြစ်ပြီးတော့ဟော်ရီအာရှတိုက်တစ်ခွင်လုံးကိုသူ့ရဲ့တကိုးအာဏာဖြန့်ကျက်တက်ရောက်စေပါတယ်ခင်ဗျာဂေါနာကုံမြတ်စွာဘုရားရဲ့ရေစစ်တော်ကိုဤကဘာမြေတည်တဲ့၍စောင့်ရှောက်ရမယ့်တာဝန်ကိုယူထားတဲ့တက်ဆောင်တက်တော်ရှိတကိုးကြီးနတ်မင်းကြီးပဲဖြစ်ပါတယ်ဂေါနာကုံဘုရားလက်ထက်ကဘလူးကြီးဖြစ်ခဲ့ပြီးဂေါနာကုံဘုရားကိုပေါ့နော်ဒီဂေါနာကုံဘုရားကိုဖန်ဆားမယ်ဆိုပြီးတော့ဖျားနောက်လိုက်တဲ့အချိန်မှာဂေါနာကုံဖျားကတရားရည်အေးအမြိုက်စေးတိုက်ကျွေးရမှဘလူးဘဝကနေရုပ်ကစိုးနတ်မင်းကြီးဖြစ်ခဲ့ကဂေါနာကုံဖျားရဲ့ရေစစ်တော်ကိုစောင့်ရှောက်တော်မူရတဲ့တက်ဆောက်ကဘာတက်တော်ရှိရုပ်ကစိုးနတ်မင်းကြီးဖြစ်ခဲ့ပါတယ်ဗုဒ္ဓတော်ဘိုးဘိုးကြီးရဲ့အာဏာဆိုရင်အာရှတိုက်တိုက်လုံးမှာတည်ရှိပြီးတော့မှနိုင်ငံရခြားမှာလည်းလာရောက်ပူဇော်ကြောရတဲ့အဒီတကိုးအာဏာကြီးထွားတဲ့ဘိုးဘိုးနတ်မင်းကြီးပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းတရုတ်ပြည်မှာအလုတ်လုတ်ကိုင်နေတဲ့စနေသားအသက်30အမျိုးသားရဲ့လန်ခီမှာပေါ့နော်အဝေးကနေထိုအမျိုးသားကိုအစီအရင်များအောက်လန့်အတိုက်မိစ္ဆာအတိုက်များပေါ့နော်အဝေးကနေရုတ်တိုက်နန်တိုက်အထောက်ဆက်တွေနဲ့တိုက်ခိုက်နေတဲ့အတိုက်ခိုက်အတားစီတွေကိုဘိုးဘိုးကြီးကိုရောင်ဘိုးဘိုးကြီးကိုရောတိုင်းဖယ်ရှားရှင်းလင်းပေးရန်မှောင်မိုက်နေတဲ့ညံများကိုလည်းအလင်းပွင့်စေရန်ဘိုးဘိုးကြီးမှစောင်းမကြည့်ရှုပေးရန်ဘိုးဘိုးကြီးကိုရောတိုင်းဒီစနေသားပေါ့နော်လွှမ်းခြုံထားတဲ့အတိုက်ခိုက်များအတားစီများကိုဖယ်ရှားရှင်းလင်းပေးရန်ကြော်ပွဲနဲ့တကောက်တားရောက်တောင်းဆိုမေတ္တာတောင်းခံခဲ့ပါတယ်အကယ်၍တောင်းဆိုချက်များအစဉ်ပြေခဲ့ပါကလည်းထပ်မံလာရောက်ပြီးတော့ကြော်ပွဲပေးအပ်မည်ဖြစ်ကြောင်းလည်းကတိကဝေခံခဲ့ပါတယ်ခင်ဗျာဘိုးတော်ဘိုးဘိုးကြီးရဲ့ဆောင်းရှောင်းမှုတကိုးအာဏာကြောင့်တရုတ်ပြည်မှာအလုတ်လုတ်ကိုင်နေတဲ့စနေသားအသက်30အမျိုးသားဖြစ်သူရဲ့ဘဝခီလန်တစ်လျှောက်လုံးအခြေရေးစီးပွားရေးကျန်းမာရေးအိမ်တော်ရေးများအဆင်ပြေရပါစေမှောင်မိုက်နေသောအရာများအမှားကိုအမှန်ထင်နေသောအရာများစိတ်ဖောက်ပြန်သောအရာများမိသားစုကိုမမေ့မလျော်ပဲပေါ့နော်စူးစမ်းကြရှိတာစူးစမ်းနိုင်အောင်အနောက်ရှက်အတားစီများကိုလည်းဖယ်ရှားရှင်းလင်းပေးရန်ဘိုးတော်ဘိုးဘိုးကြီးကိုတေချာဥတိုက်ပြီးတော့လေးစားစွာတောင်းခံခဲ့ပါတယ်ဘိုးဘိုးကြီးရဲ့အာဏာစက်နဲ့အားလုံးကိုအမြင့်ပြတ်ရှင်းလင်းတုတ်တင်ပေးရန်လေဥခိုက်ခဲ့ပါတယ်ကျွန်တော်ကတော့လူကြီးမင်းတို့ရဲ့ပေါ့နော်အိမ်တော်ကြီးပြဿနာများအိမ်တော်ကြီးဖောက်ပြန်မှုပြဿနာများမိမိကိုအနောက်ရှက်အတားစီများပေးနေတဲ့အောက်လန်းမိစ္ဆာများကိုဖယ်ရှားရှင်းလင်းပေးတဲ့အလုပ်ကိုတေချာစိတ်ရောကိုယ်ပါနှစ်ပြီးတော့လှုပ်ဆောင်ပေးနေတဲ့ဂမ်ဘီယာဗေဒပညာရှင်တယောက်ပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းရွှေရင်ကျော်ဂိုင်းတော်ကြီးမှာအထက်ဂိုင်းအဆင့်ကိုဝင်ရောက်ထားပြီးတော့လူကြီးမင်းတို့ကိုပေါ့နော်နှောက်ယှက်နေတဲ့အောက်လန်းမိစ္ဆာအတိုက်များအနှောက်ယှက်အတားစီများကိုဖယ်ရှားရှင်းလင်းနေသူဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုစိတ်နှပြအားလုံးကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ